အရင်ကဂျီအန်ဟာကောင်လေးတစ်ယောက်နဲ့ပြဿနာဖြစ်ခဲ့ပြီးရဲစခန်းကိုရောက်နေခဲ့ပါတယ်။ကိုထီးလျောက်မှုနဲ့ဆွဆွဲမယ်ဆိုတဲ့ကောင်ကိုရဲတွေက CCTV ပြန်ကြည့်လိုက်တဲ့အခါအဲ့ဒီကောင်ကမိန်းကလေးတစ်ယောက်ကိုမဖွယ်မရာလုပ်ဖို့စ조사နေချိန်ဂျီအန်ကတွေ့ပြီးဆုံးမခဲ့တာဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုဆုံးမနေတာတွေ့တဲ့ရဲတွေကအံ့ဩနေခဲ့ပါတယ်။ရဲကတော့အဲ့ဒီတာဝန်ကိုဂျီအန်ကလုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးပြောကကြေအေးဖို့အတွက်အုပ်ထိန်းသူကိုခေါ်ခိုင်းခဲ့ပါတယ်။အုပ်ထိန်းသူဆိုတာနဲ့ဦးလေးတစ်ယောက်ပဲရှိတော့တဲ့ဂျီအန်ကသူမဦးလေးကြောင်ကျင်မန်ကိုဖုန်းခေါ်နေချိန်ဖုန်းကင်လာတဲ့ရဲတစ်ယောက်ကကြောင်ကျင်မန်ဆုံးသွားပြီဖြစ်ကြောင်းကိုစိတ်မကောင်းစွာသိလိုက်ရပါတယ်။ဦးလေးရဲ့အလောင်းကိုသွားယူဖို့ပြန်လာနေချိန်ထဲစီထဲမှာဂျီအန်ဟာသူမရဲ့ဦးလေးအကြောင်းကိုစဉ်းစားနေခဲ့ပါတယ်။ဦးလေးကျင်မန်ကသူမအတွက်သတင်းပေါက်မှာတန်စကားတွေတက်ဆင်ပေးနေပါတယ်။သူမကအထက်၅ထပ်မှာဘတခိုးကလာခိုးမှလည်းကျမမှာပတ်စံလည်းမရှိဘူးလို့ပြောနေခဲ့ပါတယ်ပြီးတော့သူမဦးလေးယူလာပေးတဲ့ဗီဒီယိုကိုလည်းဘာလို့ဒီဗီဒီယိုကိုပေးတာလဲမေးတော့ဦးလေးကဒီဗီဒီယိုဟာတန်မနီနဲ့လှုပ်ထားလို့လူတွေတနက်နဲ့လာပစ်တဲ့အခါအထဲမှာပုံနေရင်လုံခြုံလိမ့်မယ်လို့ပြောပါတယ်။ဦးလေးကရုပ်ရှင်ကြည့်တာများသွားပြီးဘသူကကျမကိုလာပစ်မှာလဲလို့ပြောပါတယ်ပြီးတော့ဂျီအန်ကသူ့အလုပ်ရှင်ဟောင်းဟာလှုပ်အားကမပေးပဲရှောင်နေခဲ့တယ်။အခုအဲ့ဒီအလုပ်ရှင်ကသူ့ခြေတွေလက်တွေဒဏ်ရာရထားပြီးဘလို့ဖြစ်လဲတော့မသိပေမဲ့ရုတ်တရက်သူမစီကိုဖုံးဆက်လာပြီးသူ့လောက်ခကိုပြန်ပေးမယ်လို့သူ့ဦးလေးကိုပြောပြနေခဲ့ပါတယ်။ဦးလေးကျင်မန်ပြောခဲ့သလိုဦးလေးနာမည်ကို3ခါခေါ်လို့ကံကောင်းတာဖြစ်မယ်လို့ဂျီအန်ကဆက်ပြောနေချိန်ဦးလေးကျင်မန်ကသူ့လောက်တာလို့ဆိုပါတယ်။နောက်တော့ဦးလေးကျင်မန်ဟာသူ့ရဲ့ចောင်းသားကတ်ကိုသူ့ဖုန်းနဲ့ဓာတ်ပုံရိုက်ထားခဲ့ပါတယ်။သူမပစ္စည်းကိုဘာလို့ဒီလိုလုပ်တာလဲလို့မေးတော့ဦးလေးဖြစ်သူကလူတိုင်းမှာနံပါတ်တစ်ခုစီရှိကြတယ်မင်းရဲ့ចောင်းသားကတ်နံပါတ်ကိုမှတ်ထားလိုက်အဲ့ဒါအရေးကြီးတယ်လို့သူမကိုတေးသေးချာချာပြောခဲ့ပါတယ်ဂျီအန်ဟာဦးလေးရဲ့နောက်ဆုံးစကားကចောင်းသားကတ်နံပါတ်ပဲဆိုတဲ့စကားကိုထဲစီကားပေါ်မှာရေရွတ်နေခဲ့ပါတယ်ကားဆရာကကြားတော့ဂျောင်ကျင်မန်ရဲ့တူမလားလို့မေးလိုက်ပါတယ်တကယ်တော့ကားဆရာဟာចောင်းတုံးကသူ့ဦးလေးနဲ့တငယ်ချင်းဖြစ်နေခဲ့ပါတယ်ဘာဖြစ်လို့ဒီကိုပြန်လာတာလဲလို့မေးတော့ဂျီအန်ကသူ့ဦးလေးဆုံးသွားလို့ပြန်လာတာဖြစ်ကြောင်းကိုပြောခဲ့ပါတယ်ဒါလေးကတော့ A Shop for Killer Season 1ရဲ့အပိုင်း2ပဲဖြစ်ပါတယ်။နောက်ပိုင်းတွေစတင်ပေးနိုင်ဖို့အတွက် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။